သူမဟာတန်ဖိုးကြီးပစ္စည်းတစ်ခုလိုဆက်ဆံခံခဲ့ရတယ်။သူမရဲ့ကိုယ်ပိုင်မိခင်ကတော့သူမနဲ့မဆိုင်တဲ့လက်ဝဲပွဲနိုင်ကြီးအတွက်သူမကိုမှောင်ကိုဈေးကွက်မှာရောင်းချခဲ့ပါတယ်။လက်ဝဲကလပ်တစ်ခုလုံးကတော့အောင်ပွဲခံတန်နေနဲ့စုညံလို့နေတယ်။ငွေတွေလက်ပြောင်းလက်လွဲလုပ်ပြီးအမျိုးသားတွေကလည်းသူမကိုလူကုန်ပစ္စည်းတစ်ခုလိုသဘောထားကဈေးပြိုင်အော်နေကြတာပါ။ဒီနေရာကဘယ်တော့မှစပြီးအမျိုးသမီးတွေကိုရောင်းနေတာလဲလို့ CEO ကမေးလိုက်တယ်။ပြီးတော့သူကိုယ်တိုင်လည်းအင်ဂျီလက်ကိုမတင်ပြီးစင်ပေါ်ကိုတက်သွားပါတော့တယ်။ပွဲကတိတ်မကြလိုက်ပါဘူး။ပြက်သားပြီးပြင်းထန်တဲ့တိုက်ကွက်တစ်ခုလေးနဲ့တင်ပွဲကပြီးသွားခဲ့ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာ CEO ကလူအုပ်ကြီးပဲလိပ်ပြီးသူမငါနဲ့အတူလိုက်ခဲ့ရမယ်လို့ပြောလိုက်တယ်။ဘသူမှလည်းမငြင်းရဲကြပါဘူး။နောက်တော့သူကဈေးနှုန်းကိုပြောပါတယ်။တညအတွက်ဒေါ်လာ1 သိန်းနဲ့သူမကတော့တွန့်ဆုံမနေပဲညင်းဆိုခဲ့ပါတယ်။သူကတော့ EECC ပဲ။မင်းကြောက်နေရင်ကြောင်းပြန်တက်ပြီးစာပဲကျူးစားတင်နေဒီလိုရွေးချယ်မှုမျိုးတွေမလုပ်ရတဲ့ဘဝကိုပဲပြန်သွားပါလို့ပြောခဲ့တယ်။သူမဟာအဲ့ဒီလိုပဲပြန်တော့မလို့ပါပဲ။ဒါပေမဲ့သူမရဲ့ဖုန်မြည်လာတဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားပါတယ်။သူမအမေရဲ့စိတ်မရှိတဲ့အတန်ကဖုန်လေးကနေထွက်လာတယ်။သူမရဲ့မောင်လေးအတွက်တောင်းရန်ကဒေါ်လာ1 သိန်းအခုချက်ချင်းလိုအပ်နေတာပါ။